ပေးမှရမှာဟုတ်လားတခြားနေရာနေလောလောဆယ်မှာဒီ transformer လည်းဟုတ်လားဒီကောင်လုံးမှရမှာဒီကောင်လုံးဒီ MOSFET လုံးမှရမှာ MOSFET လုံးဖို့ကလည်းဒီကောင်လုံးမှရမှာဆိုတော့ဒီကောင် power ပေးဖို့ကခက်ပြီနော် power ပေးဖို့ကခက်ပြီအဲ့တော့ power ပေးဖို့အတွက်ကိုကျွန်တော်ကတီးခြား voltage regulator ဟုတ်လား voltage regulator circuit လုပ်ဖို့လိုတာဘာလို့လဲ48 volt ကနေပြီးတော့ battery 48ဟုတ်လားဒီ battery 48 52 volt ကနေပြီးတော့ဒီ IC ကိုဓာတ်ရိုက်ကြီးပေးပလိုက်လို့မရဘူးဒီ VCC ဆိုတဲ့နေရာ power ပေးရမယ့်နေရာကိုကျွန်တော်ပေးပလိုက်လို့မရဘူးဒီကောင်ကိုကျွန်တော်15 volt ပဲပေးချင်တာအဲ့တော့15 volt ပေးဖို့အတွက်ကျွန်တော်ဘာလုပ်ရမှာလဲဆိုတော့ voltage regulator circuit လိုလာတယ် voltage regulator circuit ကဒီကောင်လေးနော်ဒီကောင်နေရာမှာကျွန်တော်ဘာပါလာလဲဆိုတော့ Zener နော် Zener diode ပါလာတယ်ဟုတ်ပြီနော် Zener diode ပါလာတယ်အဲ့တော့ Zener diode အကြောင်းလေးသိဖို့လိုလာတယ်ပြီးရင်ဒီမှာဘာလဲဆိုတော့ transistor လေးပါလာတယ်နော် transistor အကြောင်းသိဖို့လိုလာတယ်အဲ့တော့ဒီ circuit diagram မှာကျွန်တော်သိဖို့လိုလာတာက transistor Zener diode NTC MOSFET transformer capacitor resistor UC3845 ဒါတွေကိုသိဖို့လိုလာတယ်အဲ့တော့ဒီအခုလက်ရှိ Zener diode နဲ့ဒီ transistor လေးနဲ့သုံးပြီးတော့ဒီကောင်ကအခု voltage ကိုကျွန်တော်တို့လိုချင်တဲ့ voltage တန်ဖိုးတစ်ခုကိုဟာလာဒီမှာကျွန်တော်ထွက်လာအောင်ဖန်တီးပေးတယ်နော်ထွက်လာတဲ့အခါမှာဒီကထွက်လာတဲ့ကောင်ဘယ်ကိုရောက်လဲဆိုတော့ Q6 ဆိုတဲ့ transistor ကိုရောက်တယ်ဟုတ်ရဲ့နော်အဲ့တော့ဒီ transistor ကလောလောဆယ်မှာ switch လိုပဲမြင်လိုက်နော်ခလုတ်လိုပဲမြင်လိုက်အဲ့တော့ဒီကောင်ကခလုတ်ကလေးပေါ့ဗျာမီးခလုတ်ကလေးအဲ့တော့ဒီ15 volt ကိုအဝင်ရှိနေပြီအဝင်ရောက်နေပြီအဲ့တော့ဒီကနေထွက်လာမှဒီမှာဒီစင် VCC ကိုရောက်မှာအဲ့တော့ဒီ Q6 ဆိုတဲ့ခလုတ်ကလေးကိုကျွန်တော်က on ပေးဖို့လိုပြီဟုတ်နော်ဒီကနေပြီးတော့အခု battery ဟုတ်လားဒီမှာ battery နော် battery SPS on ဆိုတဲ့ဒီကနေပြီးတော့ယူထတာနော် battery power ပဲနော်တွေ့တယ်နော်အဲ့ဒါယူပြီးတော့ရောက်လာတယ်ဒီမှာကျွန်တော်ကvoltage regulator circuit လေးကိုသုံးပြီးတော့ပြောင်းပြီးတော့မှဒီ Q6 ကို on ခိုင်းရမှာ on ခိုင်းလိုက်မှဒီကောင်ဒီ UC3845 ရောက်မယ်ဒါမှဒီ MOSFET ကိုပြန်ပြီးတော့ switching on off လုပ်မယ် switching on off လုပ်မှဒီ transformer အလုပ်လုပ်မယ်နော် transformer အလုပ်လုပ်မှလိုချင်တဲ့ voltage တန်ဖိုးတွေ power တွေကျွန်တော်တို့ထွက်လာမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့တစ်ချက်ပြန်ကြည့်မယ်အဲ့တော့ဒီမှာ15 volt ရောက်နေပြီနော်ဒီမှာကျွန်တော်ထွက်ဖို့အတွက်လိုနေပြီထွက်ဖို့အတွက်က Q6 on ပေးရမယ် Q6 ကိုဘယ်ချိန်မှာ on မှာလို့ဆိုတော့ဒီ battery ခလုတ်ကလေး on တဲ့အချိန်မှာ Q6 က on ရမှာနော်အဲ့တော့ဒီခလုတ်ကလေးကိုကျွန်တော်အခု inverter ရဲ့အောက်ကခလုတ်ပေါ့နော်အောက်ကခလုတ်ကိုကျွန်တော်နှိပ်လိုက်ပြီနော်ခုနကဒီမှာနော်ရောက်နေတာနော်15 volt ဒီကိုလည်းရောက်နေပြီနော်ဒီမှာရောက်နေတဲ့လမ်းကြောင်းဒိုင်ယိုကလေးကိုဖြတ်လာမယ်ဒီမှာကျွန်တော်ဒီကိုရောက်နေပြီဟုတ်ပြီနော်အဲ့တော့ဒီမှာက battery minus ကတော့ထုံးစံနိုင်မယ်ဒီမှာ minus တွေကျွန်တော်တို့ပေးထားမယ်နော်ဒီမှာ battery minus ဘယ်မှာရှိသေးတော့ရှိတဲ့နေရာတွေ battery minus တွေကျွန်တော်လူပင်ပေးထားမယ်နော်အဲ့တော့ဒါ battery O ကနေယူပေးထားတာနော်အဲ့တော့ဒီမှာယူပေးလိုက်တဲ့အခါမှာကျွန်တော်ဒီခလုတ်ကလေးကိုဖွင့်လိုက်တဲ့အခါမှာဒီကနေစီ plus 15 volt ကကျွန်တော်တို့စီးလာတယ်စီးလာပြီးတော့ဘယ်ကိုရောက်လဲဆိုတော့ဒီကိုရောက်တယ်ဒီမှာ opto coupler ရှိတယ်အဲ့တော့ကျွန်တော်ထပ်သိဖို့လိုလာတာက opto coupler နော် opto coupler အဲ့တော့ဒီမှာကျွန်တော်ဒီကနေပြီးတော့ခလုတ် on လိုက်တဲ့အခါမှာအစောနာကဒီပြန်ဖြတ်လိုက်မယ်နော်မြင်ရအောင်လို့ဒီကနေပြီးတော့သူကဒီမှာ15 volt ရှိနေတာဟုတ်အဲ့တော့ဒီကနေပြီးတော့ဒီကိုစီးလာတယ်ဒီနားမှာခလုတ်ရဲ့အဝင်ဖြစ်သွားပြီခလုတ်ရဲ့အထွက်ကနေသူဒီကိုစီးလာတယ်ဒီကိုလည်းသွားမယ်နော်ဒီကိုစီးလာပြီးတဲ့ခါမှာဒီကိုသွားပြီနော်ဒီကိုသွားတဲ့ခါမှာဒီမှာရှိတဲ့ LED မီလီယာဒီမှာ battery minus နဲ့ဆိုတော့ဒီအပေါ်က plus လာတယ်ဒီမှာ minus နဲ့ဆိုတော့ဒီ LED လေး on ပြီနော်ဒီ LED ကို on တဲ့ခါမှာဒီ transistor လေးအလုပ်လုပ်ပြီနော်ဒီ transistor လေးအလုပ်လုပ်တဲ့ခါမှာကျွန်တော်ဒီ plus 5 volt ကဒီကနေပြီးတော့ဖြတ်စီးလာမယ် switch on ဆိုပြီးတော့ဖြစ်သွားမယ်ပြန်ပြမယ်နော်အဲ့တော့ဒီကနေပြီးတော့ဒီကိုရောက်တယ်ဒီကနေ minus နဲ့ဆိုတော့ဒီကောင်လေးလင်းပြီဒီကောင်လေးလင်းတဲ့ခါမှာဒီကောင်လေး on ပြီ on တဲ့ခါမှာ plus 5 volt ကဒီကနေပြီးတော့ဒီလိုစီးလာပြီးတော့ဒီကိုရောက်ပြီအဲ့တော့ဒီကောင်ကခလုတ်ဖွင့်လိုက်ပါပြီပေါ့နော်ခလုတ်ဖွင့်လိုက်လို့ရှိရင်ဒီကောင်အလုပ်လုပ်တာဟုတ်ဒီကောင်အလုပ်လုပ်တာ opto coupler အလုပ်လုပ်တာအဲ့တော့ခလုတ်ဖွင့်လိုက်ပါပြီဆိုတော့ switch on ဆိုတော့ plus 5 volt ကဘယ်ကိုရောက်သွားလဲဆိုတော့ကျွန်တော်တို့ control box စီကိုရောက်သွားတယ်နော် control စီကိုရောက်သွားတယ်အဲ့တော့ inverter မှာရှိတဲ့ control box ကတိသွားပြီဟာဟုတ်လားဒီလူကတော့ခလုတ်ကြီး on လိုက်ပြီခလုတ်ဖွင့်လိုက်ပြီ inverter ရဲ့ခလုတ်ကိုဖွင့်လိုက်ပြီဟုတ်လားအဲ့ဆို तू ဆက်ဟိုဒီလှုပ်စရာရှိတာဆက်လှုပ်တော့မှာနော်အဲ့ဒီချိန်မှာခုနပြောတယ်ဒီမှာ charging သွင်းပြီးတော့ဒီကနေပြီးတော့ဒီကောင်ကို Q66 ကိုသွား on ပြီဒီ transistor ကိုသွား on ပြီအဲ့တော့ဒီက minus ကဒီကနေထွက်လာပြီးတော့ဒီကိုသွားမယ်ဒီကိုရောက်မယ်အဲ့တော့ဒီ Q6 က on မယ်အဲ့တော့ပြန်ပြောရရင်ခလုတ် on လိုက်တဲ့အချိန်မှာ switch on ဆိုတဲ့ control က signal က
control C ဘုတ်စီကိုရောက်သွားသလိုနော် control C ကိုရောက်သွားသလိုဒီလက်ရှိဒီ juicy C ကလည်း on မယ်juicy C on တာနဲ့တပြိုင်တည်းမှာကျွန်တော်ဒီမှာ juicy ကလည်း on မယ်နောက်တစ်ခုကဒီဟိုပါပေါ့နော်ဒီမှာရှိတဲ့ optocoupler ပေါ့နော်ဒီကောင်းနေမ on ဘူးဆိုလဲကျွန်တော်တို့ optocoupler ကနေပြီးတော့ဒီမှာဟိုဟာ SPS on ဆိုတဲ့ဥစ္စာကို control ဘုတ်ကနေလာမှာနော် control ဘုတ်ကနေပြီးတော့ခုနကပြောဒီ switch on ဆိုတဲ့ signal ကိုရတာနဲ့ control ဘုတ်ကနေပြန်ပြီးတော့ခိုင်းလိုက်တယ်ခိုင်းလိုက်တဲ့ signal ကဘယ်ရောက်မှာဆိုတော့ဒီ transistor Q68 ကို on ခိုင်းမှာပြန်ဖြတ်လိုက်မယ်နော်မြင်အောင်လို့ရှုပ်နေပြီဒီမှာဒီနားမှာအဲ့တော့သဘောတရားလေးကိုမြင်အောင်လို့နော်ပြီးရင်ပြန်ရှင်းပြမှာအဲ့တော့ဒီကနေပြီးတော့ဒီလိုလာတယ်ဟုတ်လားဒီကောင်က control box စီကိုသွားတယ် control box ကအဲ့ဒါလည်းသိရောဒီကနေပြီးတော့သူက control ပြန်ခိုင်းလိုက်တယ် power ပြန်ထုတ်လိုက်တယ်ထုတ်ပြီးတော့ဒီ transistor ကို on ခိုင်းလိုက်တယ်ဒီ transistor ကို on လိုက်တာနဲ့တပြိုင်တည်းမှာဒီကောင်ကဒီ optocoupler အလုပ်လုပ်သွားတယ်နော် optocoupler အလုပ်လုပ်သွားတယ် optocoupler အလုပ်လုပ်သွားရင်ကျွန်တော်ဒီမှာရှိတဲ့ဒီ transistor Q6 က on မယ် Q6 on တာတဲ့တပြိုင်တည်း15ဘုတ်ကဒီကိုထွက်လာပြီးတော့ဒီမှာရှိတဲ့ VCC ဆိုတဲ့ဟုတ်လား UC3845 ကိုရောက်သွားမယ်နော် UC3845 ကိုရောက်သွားမယ်ရောက်သွားပြီဆိုတာနဲ့ဒီမှာ battery miner လည်းပေးပြီးသားဖြစ်တဲ့အတွက်ဒီကောင်ဒီစပြီးတော့အလုံးလုံးမယ်အလုံးလုံးပြီးတော့မှ Q69 ကိုခိုင်းမယ်နော် Q69 ကိုခိုင်းပြီးတော့မှကျွန်တော်လိုချင်တဲ့ output voltage ကိုလိုချင်တဲ့တန်ဖိုးတစ်ခုမှရအောင်ဟုတ်လားဒီ feedback ပေါ့နော်ဘယ်လောက်ဒီ Q69 ကို Q69 MOSFET ကိုခိုင်းပြီးတော့လိုချင်တာတော့5 voltဒါပေမဲ့ voltage ကကြော်နေပြီ1 volt ကြော်နေပြီလား2 volt ကြော်နေပြီလားအဲ့ feedback ကိုလည်းပြန်တောင်းမယ်ပြန်ကောက်ပြီးတော့မှဒီကောင်ကဒီ MOSFET ကိုလိုသလို5 volt မှာညင်အောင် output ညင်အောင်လို့ဒီကောင်ကပြန်ခိုင်းပေးမှာနော်အဲ့တော့ဒီလောက်ဆိုရင်ဒီ drawing နဲ့ပတ်သက်ပြီးတော့နားလည်မယ်လို့ထင်တယ်နော်ကျွန်တော်တို့ function နဲ့ပတ်သက်ပြီးတော့အသေးစိတ်တစ်ခုချင်းစီပြန်ပြောပြပြီးရင်ကျွန်တော်ပြန်ပြောမယ်နော်အဲ့တော့ပြန်ပြီးတော့ကျွန်တော်တစ်ခေါက်တော့ပြန်ပြောလိုက်ပါမယ်အဲ့တော့ဒီနေရာမှာကျွန်တော်သိဖို့လိုလာတာဒီပြန်ရွတ်ပေးပါမယ်NTC fuse ပြီးရင် capacitor resistor transformer MOSFET UC3845 ဟို IC ပြီးရင် optocoupler transistor เนาะဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သိဖို့လိုလာပါတယ်เนาะဒါလေးတွေသိရင်ပို့ပြီးတော့လွယ်ကူကူဖြစ်သွားမှာပါเนาะအဲ့တော့ခုနကဥစားပြန်ပြောရရင် battery ကနေပြီးတော့ဒီလိုစီးလာတယ်ဒီလိုလာတယ်เนาะဒီလိုလာမယ်ဒီလိုလာမယ်ဒီလိုဆင်းသွားမယ်ဒါကိုပဲဟုတ်လားပိတ်လိုက်ဖွင့်လိုက်ပိတ်လိုက်ဖွင့်လိုက်ပိတ်လိုက်ဖွင့်လိုက်နဲ့လုံးလိုက်ချိန်မှာဒီ transformer ထဲမှာ current ကဖြတ်စီးပြီးတော့ output voltage တန်ဖို့တခုထွက်လာမယ်เนาะအဲ့တော့ခုနကပြောတဲ့ battery inverter မှာပါတဲ့ခလုတ်ကလေးကို online မှာဒီမှာရှိတဲ့ဒါ voltage regulator circuit မှာပါတဲ့ဟာရယ်เนาะဒီအောင်တွေကအဲ့တော့ဒီ15volt ကဒီကနေတစ်ဆင့်ဒီကိုလည်းရောက်နေမယ်ဒီကိုလည်းရောက်နေမယ်ဒီကိုထွက်လာပြီးတော့ဟုတ်လားဒီမှာရှိတဲ့ဟို optocoupler အလုပ်လုပ်ပြီးတော့ switch on ဆိုတဲ့ခလုတ် online ပါပြီဆိုတဲ့ signal control board ကိုပေးလိုက်မယ် control board ကနေပြန်ခိုင်းပြီးတော့မှဒီကောင်ကိုပြန်ခိုင်းမယ်ခိုင်းတဲ့အခါမှာ Q6 on သွားမယ် Q6 on သွားတာနဲ့တပြိုင်တည်းမှာလိုအပ်တဲ့နေရာ power ရောက်ပြီးတော့ဒီကောင်ကနေတစ်ဆင့်ဒီလိုပြန်ခိုင်းမယ်ဒါဆိုရင်ဒီ circuit နဲ့ပတ်သက်ပြီးတော့နားလည်တယ်လို့ထင်တယ်နော်နားလည်မယ်လို့ထင်တယ်ဒါ working flow ပေါ့နော် flow ပုံစံမျိုးလေးသွားတဲ့ပုံစံမျိုးလေးအဲ့တော့ဒီမှာကျွန်တော်ပြန်စာရေးပေးမယ် battery plus ကနေ transformer ဟောနော်အဲ့ transformer ကိုခိုင်းမှုက Q69 เนาะအဲ့တော့ Q69 ကိုခိုင်းမှုကကျွန်တော်တို့ UC3845 เนาะ UC3845 ကို power on ပေးမဲ့ကောင်က Q6 เนาะ Q6 အဲ့လိုပြောရင်ကျွန်တော်တို့ရှုပ်နေမယ်ဒါလေးအကုန်ပြန်ဖြတ်လိုက်မယ်ဖြတ်ပြီးတော့တစ်ခုချင်းပြန်ထောက်ပေးမယ်ကျိုးလိုင်းလေးတွေပြန်သေချာကြည့်เนาะအဲ့တော့ဒီမှာကျွန်တော်ကဒီ voltage ကိုလိုချင်တယ်ဒီ voltage လိုချင်တဲ့အတွက်ဒီ transformer ကိုသုံးတယ်ဒီ transformer ကို battery ကနေအဝင်ပေးတယ်เนาะ battery ကနေဝင်ပေးတယ်ဒီ transformer ကိုခိုင်းမှာက Q69 ခိုင်းမှာအဲ့တော့ Q69 ကိုပြန်ခိုင်းမှာက UC3845 ကခိုင်းမယ်เนาะအဲ့တော့ UC3845 ကိုထိန်းမှာက Q6 ကနေထိန်းမယ်เนาะ Q6 ကနေ Q6 ကို on မို့က switch on ဆိုတဲ့ signal ရဲ့ဒီ Q66 ရဲ့เนาะ control board ကလာမယ်ဟိုဟာဒီ Q6 on ဆိုတဲ့ command ရယ်ဟုတ်ပြီเนาะအဲ့တော့ခုနကဒီ UCC ကိုပေးဖို့အတွက်လိုတဲ့ voltage ကိုတော့ဒီမှာရှိတဲ့ voltage regulator circuit ကအလုပ်လုပ်ပြီးတော့ပေးမယ်เนาะအဲ့ဒါဆိုရင်ဒါလေးကရှင်းပါတယ်เนาะဒီဒါလေးပါပဲအဓိကတော့ကျန်တဲ့ဟာတွေကတော့ဟိုတစ်ခုချင်းစီကိုရင်းနှီးသွားရင်နားလည်သွားရင်သိသွားလိမ့်မယ်အဲ့တော့ဒီဥစ္စာကိုဒီမှာပဲအဆုံးသတ်ပါမယ်နောက်သင်ခန်းစာကြရင်အဲ့ထဲမှာပါတဲ့ခုနပစ္စည်းလေးတွေအကြောင်းကိုကျွန်တော်တို့ထပ်ပြီးတော့မိတ်ဆက်မယ်ပြီးရင် circuit panel ဆင်ထားတဲ့ပုံစံလေးနဲ့ရှင်းပြလိုက်ရင်နားလည်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်